နိုင်ငံအနောက်ရိုးမှပင်လေရခိုင်တိုင်းရင်သာနေတဲ့တာကီဝင်တွေနဲ့ဆိုင်ခဲ့တဲ့ပြေခေဆက်ဆက်နေမြတ်တဲ့သမိုင်းရှိတယ်လေကြီးမားတဲ့နေရာတိုင်းတွေဒီရေဒီမြေလေလာကြည့်ပါအားလုံးမိတ်ဆွေပြစွင်မှာမတန်းရှိတယ်လေသူရဲ့ကောင်းတို့ရဲ့ပြေဘာသာသာသနာထွန်းကားခဲ့တဲ့ပြေမဟာမြတ်မုနိရှတောင်းကိုတော့ဖျားဘူးကြမယ်လေဗုဒ္ဓအရေးတွင်ဆုံးနေမြေကံတော်ဝင်စာပေမြင်စေခြင်းနဲ့